မရှိပါဘူးကျွန်တော်ကင်ဆာဝေဒနာရှင်တွေအနေနဲ့လည်းပင်လယ်ငါစားတင်လားဆိုတော့စားတင်နေတဲ့မှာပါပါတယ်စားပါတစ်ပတ်ကိုတစ်ရက်လောက်တော့စားပြီးရင်တော့ပိုကောင်းပါတယ်နှစ်ရက်အထိစားခွင့်ရှိပါတယ်เนาะโอเคကဲဒါဆိုရင်အစီဓာတ်ကိုလည်းလောလောကူကူအနေနဲ့ဆိုရင်အစီဓာတ်ကိုလည်းကျွန်တော်ဘယ်လိုစားရမလဲဆိုတာသိသွားပြီเนาะအဲ့တော့ခုနအစိအစံလို့နံပါတ်3ကိုကြည့်လိုက်ပါအစိအစံလို့ကျွန်တော်ပြောထားတယ်အဲ့လိုဆိုတဲ့နေရာမှာလေအခုအရန်နာမည်ကြီးနေတဲ့ဟို US မှာ US ကနေလာတဲ့ Macadamia Nuts တို့သိရမလား pistachio တို့စတဲ့နိုင်ငံခြားမှာရတဲ့အစိအစံတွေကိုပဲစဉ်းစားမနေနဲ့ကျွန်တော်မြန်မာနိုင်ငံမှာအစိအစံဘာရမလဲနေကြစီရမယ်မြေပဲရမယ်မြေပဲရမယ်နော်အဲ့တော့မြေပဲစားမလားနေကြစီစားမလားစားရီစားလို့ရတယ်သူများလက်ဆောင်ပေးလို့ဒါမှမဟုတ်နိုင်ငံခြားသွားပြီးပြန်လာလို့ဝယ်လာတယ်ဘာညာဆိုတော့ pistachio တို့ macadamias တို့နော်ပြီး almond တို့ hazelnuts တို့ဒါတွေအများကြီးစားလို့ရတယ်ဒါပေမဲ့ကိုယ်နိုင်ငံမှာရတဲ့ဟာလောလောကူကူရတဲ့ဟာဆိုရင်မြေပဲဒီလောလောကူကူဝယ်လို့ရတယ်ကျွန်တော်နိုင်ငံမှာတခြားအစိတ်ဆန်တွေနဲ့ရှင်းလိုက်ရင်မြေပဲကဈေးသက်သာတယ်နော်ဒါလေးစားလို့ရတယ်ဆိုတာပြောတာဖြစ်ပါတယ်အဲ့တော့ဒါဆိုရင်သဘောပေါက်ပြီလို့ထင်တယ်နော်โอเคအစီဓာတ်နဲ့ပတ်သက်ပြီးပြောပြီးသွားရင်เนาะကျွန်တော်ဘာလို့စားခြင်းလဲဆိုရင်ရေပါရေကတော့အခုရာသီဥတုကိုလည်းနည်းနည်းလေး focus လုပ်ပြောခြင်းလို့အရန်ပူနေတယ်เนาะကျွန်တော်တို့40ကျော်နေတယ်40 degree celsius ကိုကျော်နေတယ်အရန်ပူလွန်းအားကြီးတဲ့အတွက်ကြောင့်နံပါတ်1ကျွန်တော်ကင်ဆာဝေဒနာရှင်တွေဒီလိုရာသီဥတုမှာရေစမစရေတောက်ပါရေမဆာရေတောက်ပါနော်ရေစာမရေတောက်မယ်လို့မလုပ်ပါနဲ့နော်ပြီးတော့ကိုစီးသွားပြီဆိုလဲကိုစီးကိုလည်းနည်းနည်းလေးသတိထားပြီးကြည့်ပါစီးတွေအရန်ဝါနေပြီဆိုတော့ဒါရေတက်ခန်းချောက်နေလို့ဖြစ်ပါတယ်အဲ့တော့ရေသေချာတောက်ပေးပါအနည်းဆုံး2လီတာဒီရာသီဥတုမှာပုံမှန်တိုင်းဆိုတော့ကျွန်တော်1လီတာခွဲနဲ့2လီတာတောက်လို့တော့ပြောတယ်ဒါပေမဲ့အခုရာသီဥတုမှာ2လီတာကတော့အနည်းဆုံးမဖြစ်မနေကျွန်တော်တို့တောက်ကိုတောက်ရမယ့်တဲမှာပါပါတယ်နော်နေကင်းဆိုရင်အပြင်သိမ့်မထွက်ပါနဲ့အိမ်ထဲမှာပဲနေပါချွေးတွေမတရားထွက်လာတယ်ဆိုရင်သွေးပေါင်ချိန်ဆက်ရှင်သွေးပေါင်ချိန်ဆက်လေးနဲ့သွေးပေါင်တိုင်းကြည့်ပါသွေးပေါင်ကျနေရင်ဓာတ်ဆားလေးတွေတောက်ပေးပါဓာတ်ဆားဆိုရင်လည်းဟို PPI ဓာတ်ဆားလိုမျိုးမဟုတ်တော့မှဥမာဟိုလောလောဆယ်သွေးပေါင်လေးနည်းနည်းကျတာဆို Royal ဒီလိုမျိုး Pocari Sweat လိုမျိုးပေါ့နော်စားတဲ့ဒီလိုမျိုးဟိုဒီတန်တက်ဖြစ်အချိုရည်ပေါ့နော်စားတက်ဖြစ်အချိုရည်လေးတွေလိုတောက်ပေးရင်လည်းရပါတယ်ဒါမျိုးတောက်တယ်ဆိုရင်လည်းအဆင်ပြေနိုင်ပါတယ်ဒါပေမဲ့အရေးကြီးဆုံးကတော့မဖြစ်မနေရေကိုမတောက်ဖို့လိုအပ်ပါတယ်အချိန်ကိုကမေ့တတ်တယ်ဆိုရင်ဘေးနားမှာရေဘူးချတာပဲဖြစ်ဖြစ်ဒါမှမဟုတ်မေ့တတ်တယ်ဆိုရင်အလန်းပေးတာပေါ့တနားရီခြားတစ်ခါလောက်ရေတစ်ခွက်တောက်မယ်ဆိုတဲ့အလန်းလေးပေးရင်လည်းပေးထားပေါ့အဲ့လိုမျိုးလေးပေးပြီးတော့ရေတောက်ပါနော်ဒီရာသီဥတုကအဆင်မပြေဘူးပြီးတော့စီးသွားရင်သတိထားကြည့်ကိုယ်စီးရောင်ကိုပြန်ကြည့်ပါပြန်ကြည့်ဖို့မမေ့ပါနဲ့နောက်တစ်ခုကကြတော့အုံးရည်ဟင်းကြိုရည်တွေပေါ့အဲ့ထဲမှာအုံးရည်ကတော့ပြဿနာမရှိဘူးအုံးရည်တွေကတော့ကျွန်တော်တောက်လို့ရတယ်ချို့ရင်မေးတယ်ကင်ဆာဝေဒနာရှင်တွေအုံးရည်တောက်လို့ရလားတောက်နေ့တိုင်းတောက်မလားတောက်ဘာမှမဖြစ်ဘူးကိုကကြောက်ကက်နဲ့ပတ်သက်ပြီးဆရာဝန်ကဘာမှမပြောတာဘူးကြောက်ကက်ပြက်နေတယ်ကြောက်ကက်ကင်ဆာလိုမျိုးပြီးနောက်ကကြောက်ကက်ပြက်နေတာလိုမျိုးမဟုတ်ဘူးဆိုရင်ကျွန်တော်အုံးရည်တောက်လို့ရတယ်တောင်းတန်းနော်ပိုတက်ဆီယမ်ဓာတ်တွေလည်းမများနေဘူးသွေးတွင်းပိုတက်ဆီယမ်ဓာတ်ကလည်းပုံမှန်နေဆိုရင်တော့အုံးရည်တောက်ရှင်နေဆိုတောက်ဘာမှပြဿနာမရှိဘူးအန်ရလည်းမရှိဘူးဒါပေမဲ့ကိုကကြောက်ကက်နဲ့ပတ်သက်ပြီးတော့ပြဿနာရှိနေတယ်ဆရာဝန်ကပြောရတယ်ပိုတက်ဆီယမ်ဓာတ်တွေများနေတယ်ပိုတက်ဆီယမ်နော်ပိုတက်ဆီယမ်ဓာတ်တွေများနေတယ်လို့ဆရာဝန်ကပြောလိုက်တယ်ဆိုရင်တော့အုံးရည်မတောက်နဲ့ပေါ့အုံးရည်ခဏရှောင်ရမှာပေါ့ဘာလို့အုံးရည်ကပိုတက်ဆီယမ်ဓာတ်များတဲ့အတွက်ကြောင့်ဒါမို့ဆရာဝန်ကနေပြီးတော့ကြောက်ကက်ကခင်ဗျားကြောက်ကက်ကတော့စပြတ်နေပြီတတိထားတော့လို့ပြောတဲ့ချိန်ကျရင်လည်းအုံးရည်လိုမျိုးတွေကတော့တောက်လို့မရဘူးပေါ့ဒါပေမဲ့ကြံတဲ့ကင်ဆာဝေဒနာရှင်တွေအကုန်လုံးဒီအုံးရည်တောက်လို့ရပါတယ်တစ်နေ့တစ်လုံးတောက်မလားဘာမှမဖြစ်ပါဘူးတောက်လို့ရပါတယ်နော်ဂျာတိတို့အခုလိုမျိုးပူနေတဲ့အချိန်မှာအုံးရည်လေးတောက်တာပိုတော့ကောင်းသေးတယ်ချွေးရမ်းထွက်တဲ့အချိန်မှာအုံးရည်လေးတောက်ပြီးရင်အစင်အောင်ပိုပြေးသေးတယ်နော်နောက်ကကျဟင်းချိုရည်တွေတောက်လို့ရလားပေါ့ကျွန်တော်ကတော့ဟင်းချိုရည်တောက်တာလည်းအားပေးတယ်ဒါပေမဲ့ကိုချက်တဲ့ဟင်းချိုရည်ကစားရမ်းများသွားရင်လည်းသွေးတိုးမှလည်းကြောက်တဲ့အတွက်ကြောင့်ဟင်းချိုရည်ချက်တဲ့နေရာမှာတော့